သူနောင်ရေအညာတွေတမလန်ကလေးမှတို့ဆုံခဲ့တာတွေယနေ့တိုင်းမမေ့ဘူးနောင်ရေဆိုင်ကလေးပေးတဲ့ဖက်ရှင်စီမုံရွာမြို့လာပါတွေကြအခုချစ်တော်နောင်နဲ့တစ်ချိန်မှလေးအချစ်ကျုံးများတွင်ညီရဲ့လို့နှစ်ယောက်သားကပါပြုံးမှဝေဘူးတဲ့တစ်ချိန်လုံးကတက္ကသိုလ်စီကတိတ်ချစ်ခဲ့သူနောင်ရေအညာတွေတမလန်ကလေးမှတို့ပြောခဲ့တာတွေယနေ့တိုင်းမမေ့ဘူးအချစ်ရေဆိုင်ကလေးပေးတဲ့ဖက်ရှင်စီမုံရွာမြို့လာပါရီတာကိုချစ်တော်နောင်နဲ့တစ်ချိန်မှလေးအချစ်ကျုံးများတွင်ညီခဲ့တယ်လို့တို့နှစ်ဦးတူပြုံးမှဝေဘူးရဲ့ကြောင်းတွေပိတ်တော်ရဲ့တဲ့သဘောနောင်နဲ့ကိုတို့ခွဲရတော့ခွဲမပြန်ခင်ချိန်မော်ဒန်လေးကျွေးမြို့မုံရွာတို့နောက်တစ်ခေါက်ရောက်ပြန်လာမယ်ဆိုဒီလူမပြန်တွေ့လို့မိတာရဲ့နှစ်ယောက်တော့သူသွားဘူးတဲ့ကြောက်ကလန်းကိုပြန်ရောက်တော့လေတယောက်တည်းခြေခွဲနောင်တော့မသိနိုင်မေနောင်မဲ့စီများရောက်နေတမန်တွေပွင့်ဖူးတဲ့ညမြေတို့နူတူပြောခဲ့ဘူးတော့လေမုံရွာကကိုနောက်တစ်ယောက်တော့မေးလုံးနေသလားလေချစ်ခဲ့သူနောင်ရေအညာတွေတမလန်ကလေးမှတို့ပြောခဲ့တာတွေယနေ့တိုင်းမမေ့ဘူးအချစ်ရေဆိုင်ကလေးပေးတဲ့ဖက်ရှင်စီမုံရွာမြို့လာပါရီတာကိုချစ်တော်နောင်နဲ့တစ်ချိန်မှလေးအချစ်ကျုံးများတွင်ညီခဲ့တယ်လို့နှစ်ယောက်သားကပါပြုံးမှဝေဘူးတဲ့မပြန်ခင်ချိန်မော်ဒန်လေးကျွေးမြို့မုံရွာတို့နောက်တစ်ခေါက်ရောက်ပြန်လာမယ်ဆိုဒီလူမပြန်တွေ့လို့မိတာရဲ့နှစ်ယောက်တော့သူသွားဘူးတဲ့ကြောက်ကလန်းကိုပြန်ရောက်တော့လေတယောက်တည်း